other နဲ့ another ကွာခြားပုံလေးကိုပြပြပေးပါမယ်ဘာသာပြန်မယ်ဆိုလို့ရှိရင် other ကကြတော့အခြားတစ်ခုဒီပြိုကျန်တဲ့အရာပေါ့နော်ဒီ other လို့ပြောလိုက်လို့ရှိရင်ဒီတစ်ခုပြိုတခြားဟာတွေရောဆိုအဓိပ္ပာယ်မျိုးကိုပြောတာပေါ့နော် another ကကြတော့နောက်ထပ်တစ်ခုပြီးလို့ရှိရင်အဓိပ္ပာယ်ထပ်ပြီးဆို more ဆိုအဓိပ္ပာယ်လေးနဲ့တက်ရောက်တယ်ပေါ့နော်စာကားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစလုံးလေးရဲ့နောက်မှာ noun တွေတွဲပြီးကတ်လိုက်လေးရှိတယ်ဒါပေမဲ့ဒီနေရာရဲ့အဓိပ္ပာယ်ကကွဲလွဲတာပါလဲဆိုရင်ဒီ noun တွေကအနည်းလားအများလားရည်တွက်လို့ရလားမရလားဆိုတဲ့ဥစ္စာလေးပေါ့မူတည်ပြီးအသုံးလုံးလေးတွေမှာကျွန်တော်တို့အမှားပါတာလေးရှိတတ်တယ်ပေါ့နော် other ကကျွန်တော်တို့ nouns တွေအနည်းကရောအများကရောရည်တွက်လို့ရတဲ့နာမ်မှာအသုံးပြုလို့ရပြီးတော့ရည်တွက်လို့မရတဲ့နာမ်တွေမှာလည်းအသုံးပြုတယ်ပေါ့နော် another ကကြတော့ရည်တွက်လို့ရတဲ့နာမ်မှာအနည်းကင်းလေးတစ်ခုတစ်ကောင်တစ်ယောက်လို့ပြောတဲ့ noun တွေပဲသုံးလို့ရပါတယ် example sentence လေးကိုပြပြပေးပါမယ် I can't find the other pen ငါအခြားဘောပင်တစ်ခုရှာလို့မတွေ့လောလောဆယ်တော့ဘောပင်တစ်ချောင်းရှိနေနောက်တစ်ခုကိုရှာလို့မတွေ့ဘူးဆိုတဲ့သဘောမျိုးပြောတယ် Let's try the other games အခြား game တွေဆက်ပြီးစော့ကြည့်အောင်နောက်ထပ်ရည်တွက်လို့မရတဲ့ဟာတွေက Do you have other information အခြားချက်လက်တွေနဲ့မှရှိသေးလားဒီမှာတချို့နေရာလေးမှာဆိုလို့ရှိရင်ဒီ other ရှင်မှာ article the မဟုတ်ဘဲနဲ့တခြား quantifier လေးတွေလိုက်တတ်တယ်ပေါ့နော် question တွေမှာဆိုလို့ရှိရင် Do you have any other news တခြား news လေးရောရှိသေးလား Do you have any other advice တခြား advice တွေရောရှိသေးလားဒါပေမဲ့တချို့ modal verb နဲ့ဆောက်တဲ့ question တွေမှာတော့ some ဆိုတာမျိုးအလိုက်များတယ် Can you give me some other advice others ကို uncountable noun တွေနဲ့တွဲလို့သုံးလို့ရတယ်ဆိုပြီးပြောတာပေါ့နော်အဲဆိုဒီအောက်ကပြထားတဲ့ diary ဆိုလို့ရှိရင်မှန်လားကျွန်တော်ပြောခဲ့တဲ့ rules အရတော့မှန်တယ်ဒါပေမဲ့ပိုပြီး natural ဖြစ်အောင် native speaker တွေကဘယ်လိုသုံးလို့ရှိတယ်ဆိုရင်ဒီ others က more ထပ်ပြီးတော့ဆိုအဓိပ္ပာယ်နဲ့ညီမျှတဲ့အတွက်ကြောင့်မို့လို့ other ရဲ့နေရာမှာ more ဆိုတာလေးနဲ့သုံးပြီးတော့မေးတတ်လေးရှိတယ် another ကကြတော့သူ့ကိုရည်တက်လို့ရတဲ့နာမ်အနည်းကိန်းနေနဲ့ပဲသုံးလို့ရတယ် She bought another dress yesterday သူနောက်ထပ်ကာဝန်းတစ်ထည်ထပ်ဝယ်ခဲ့တယ် Let's watch another movie တခြား movie တစ်ခုနောက်ထပ်ပြီးကြည့်အောင်နောက်တစ်ခုထပ်ကြည့်အောင်လို့ပြောရတဲ့သဘောပါ He needs another pen for the test အဲ့မှာဆိုရင်အဓိကသုံးလို့မရတာပါလဲဆိုရင် plural nouns တွေနဲ့သုံးလို့မရဘူး another friends to another books to အဲ့လိုမျိုးသုံးလို့မရဘူးပေါ့နော် another ကရေးတက်လို့ရတဲ့ noun နဲ့ပဲသုံးလို့ရတယ်ဆိုရေးတက်လို့မရတဲ့ဒီလို money တို့ water တို့ tea တို့နဲ့သုံးလို့မရလားဆိုအဲ့လိုမျိုး nouns တွေကိုသုံးလို့ရတဲ့အနေအထားဖြစ်အောင်ဆိုလို့ရှိရင်ရေးတက်လို့မရတာတွေကိုရေးတက်လို့ရသွားအောင် container တစ်ခုထဲထည့်တယ်လို့ပုံစံမျိုးလေးနဲ့လုပ်ရင်တော့ရတယ်ဥပမာပြတာကတော့ရေးဆိုလို့ရှိရင်ရေးတက်လို့မရဘူးဒါကိုခွက်ကလေးတစ်ခွက်ထည့်တယ်လည်းရေးတစ်ခွက်ဖြစ်သွားမယ် another glass of water နောက်ထပ်ရေးတစ်ခွက် another cup of tea နောက်ထပ်လက်ဖက်ရည်တစ်ခွက် another dollar currency နဲ့သုံးလို့ရတယ် information လို့မျိုးဆိုရင် another information လို့သုံးတာတဲ့ another piece of information ဒါမှမဟုတ် another bits of information အဲ့လိုမျိုးလေးနဲ့ထည့်သုံးမယ်ဆိုရင်စာကြောင်းမှာသုံးလို့ရပါတယ် choice လေးသုံးခုပေးပါမယ်ဒါလေးတွေကိုဘယ်ရလဲဆိုတာလေးကို choice လေးကိုရွေးပေးပြီးတော့ comment မှာရေးပေးနိုင်ပါတယ် Thank you so much for watching bye